ပွဲကောက်ရေတံခွန်ပန်းဖြည့်စကန်ပြီးဖော်ရဲ့လေဘက်သူ3တန်းပြည့်ဂုံပြူစုချင်းမြင့်ပေးရမယ်အထူးဧည့်သည်ကိုရင်ခုန်စိတ်လုံရှားစွာနဲ့စောင့်ဆိုင်နေချိန်မှာပဲကန်တူးရှင်နေရဆိုရင်တော့ပေါ်ထွက်လာခဲ့ပါပြီမင်္ဂလာပေါင်းလို့ပြည့်စုံတဲ့တာယာလာပါတဲ့ပြည်ဦးလင်မျိုးရဲ့အေဂျင့်တော်နေလေးတစ်နေ့ဖြစ်ပါစေဒီကနေ့ကတော့မင်္ဂလာရှိတဲ့တဘာဝအလားတရားတွေနဲ့ပြီးပြည့်စုံတဲ့ပြည်ဦးလင်မျိုးရဲ့စက်တရေဆောင် B4 ပွဲကောက်ရေတံခွန်ပန်းဖြည့်စခန်းကိုလာရောက်လက်ပတ်သူဦးရေ3တန်းမြောက်အထူးဧည့်သည်တော်အား surprise ပန်းစည်းနဲ့အတူအမတ်တရဂုံပြူလက်ဆောင်ပေးရချီးမြှင့်မှာဖြစ်ပါရဲ့ရှင်အထူးဧည့်သည်တော်အား surprise ပန်းစည်းလက်ခံယူပေးပါရန်ချစ်ခင်စွာဖြင့်ဖိတ်ခေါ်အပ်ပါတယ်surprise ပန်းစည်းပေးရပေးပါရန်ပွဲကောက်ရေတံခွန်ပန်းဖြည့်စခန်းမှာ AGM ဦးအောင်ထွန်းထွန်းလေးအားချစ်ခင်လေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါရှင်မင်္ဂလာပါရှင်မင်္ဂလာပါရှင်ဟုတ်ကဲ့အရင်ဆုံးနာမည်လေးမိတ်ဆက်ပေးအောင်နော်ကျွန်မနာမည်ဒေါက်ခင်မဖြစ်ပါတယ်ဟုတ်ကဲ့ပါအမအနေနဲ့ဒီကိုဘယ်ကနေပြီးလာရောက်လည်ပတ်တာလဲညီမတိုက်ကြီးမျိုးဖြစ်ပါတယ်ဟုတ်ကဲ့အခုလာရောက်လည်ပတ်တာရောဘယ်သူပါသေးလဲအမေရဲ့ညီကိုမောင်မတွေရဲ့တငယ်ချင်းတွေလာပါတယ်တာသမီတွေနဲ့ပါဟုတ်ကဲ့ပါအခုဆိုရင်ပေါ့နော်ဒါပွဲရောက်ရေတခွန်မှာ TV4 မှာလာရောက်လည်ပတ်သူ3တန်းမြောက်အထူးဧည့်သည်တော်အနေနဲ့ကွန်ပျူတာချင်းမြင့်စုရရှိတဲ့ပေါ်ပေါ့နော်ဘယ်လိုမျိုးခံစားရလဲတော်တော်လေးဝမ်းသာပါတယ်တခါမှလည်းမကြုံဘူးပါဘူးဒီလိုမျိုးအခုပထမဆုံးကြုံဘူးတဲ့အတွက်ဝမ်းသာပါတယ်ဟုတ်ကဲ့ပါနောက်အခုလိုမျိုးကွန်ပျူတာပန်းစည်းအပြင်နောက်ထပ်စုတွေရောရှိသေးတယ်ပြီးတော့အထူးစီစဉ်လည်းရှိသေးတဲ့အတွက်ဆက်လက်ပြီးတော့ရင်ခုန်စွာတဲ့ပါဝင်ပေးရောနော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ပြည်စုံနေတာယာလာပါတဲ့ပြည်ဦးမျိုးရဲ့အေဂျင့်တော်နေလေးတစ်နေ့ဖြစ်ပါစေဒီနေ့ကမင်္ဂလာရှိတဲ့တဘာဝအလားတရားတွေနဲ့ပြီးပြည့်စုံတဲ့ပြည်ဦးမျိုးရဲ့စက်တရေဆောင် B4 ပွဲကောက်ရေတံခွန်ပန်းဖြည့်စခန်းကိုလာရောက်လည်ပတ်သူဦးရေ3တန်းမြောက်အထူးဧည့်သည်တော် surprise ပန်းစည်းနဲ့အတူအမတ်တရဂုံပြူလက်ဆောင်ပေးရခြင်းနဲ့တော့မှာဖြစ်ပါတယ်ဆက်လက်ပြီးပွဲကောက်ရေတံခွန်ပန်းဖြည့်စခန်း B4 3တန်းဖြည့်အထူးဧည့်သည်တော်အမတ်တရဂုံပြူလက်ဆောင်ပစ္စည်းများပေးရခြင်းကဏ္ဍစီစဉ်များကိုဖတ်ကြားပါမယ်ရှင်အစီအစဉ်တည်းU1B4 အလှစလုံးရှိမှာဂုဏ်ကနေမှတ်တရဂုံပြူ trophy ပေးရခြင်းအစီအစဉ်ကြီး3တန်းပြည့်ထူးထွေးတော်အားမြမစီးပွားရေးထုတ်ကုန်ပစ္စည်းပန်းပေးရခြင်းအစီအစဉ်3ဝိဒါ9သိန်းကျပ်ပါသည်ဝိဒါပန်းစည်းအားတက်မှန်ဂုံပြူပေးရခြင်းအစီအစဉ်လေး3တန်းပြည့်အထူးအေရန်မိသားစုနဲ့အတူအမတ်တရဓာတ်ပုံရိုက်ကူးခြင်းနဲ့အစီအစဉ်က3တန်းပြည့်အထူးအေရန်နဲ့အတူလိုက်ပါလာသည့်မိသားစုများ 5D LED မှန်တရာရှောက်ခြင်းစင်လောက်ပြဖြန့်ပြပြီး၍စဉ်းစားကြည့်ခြင်း Sky Cable က 4Ride စီးခြင်း Dinosaur ခင်းတဲ့နေ့ပန်းပွဲတော်ဧရိယာတွင် Valkyrie ဖြင့်ပို့ဆောင်ပေးခြင်းပါဝင်ဝန်ဆောင်မှုအားလုံးအားအခမဲ့စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါရှင်အခုချိန်ရဆိုရင်တော့ပန်းပွဲတော်ကာလ Christmas လို့လူမျိုးအကျိုးကာလလေးဖြစ်ပါလေအင်းများရဲ့ဆောင်းရံဒီရဲ့အဝိသက်တွေနဲ့အတူပြင်းဝင်ပွဲကောက်ရေလုံးပန်းဖြည့်စကန်လို့ဆိုရင်ထူးခြားလောက်ပါတဲ့တဘာဝအလားပါတွေရောင်စုံဖူးဖွင့်နေတဲ့တိုင်းရုံစုံတွေဝိပြည့်နေစနက်တွေမိသားစုတွေအတွက်ပျော်ရွှင်စရာကောင်းတဲ့ roller coaster ဘန်ကာကာ ticket merry go round နဲ့အတူရှင်ကုန်စိတ်လို့ရှားဝေးအောင် 5D LED မှန်တရာရှောက်ခြင်းတွေကိုပျော်ရွှင်စွာနဲ့ရှောင်းလန်းနိုင်မှာဖြစ်ပါတယ်တာတာမီမီတွေအတွက်လည်းထပ်မံဖွင့်လှစ်ထားတဲ့ Dinosaur Kingdom မှာတာဝီလှရှမ်းတွေ Dinosaur အယုတ်ကြီးတွေကိုလည်းရှင်ကုန်စိတ်လို့ရှားစွာကြည့်ရှုနေတတ်နိုင်မှာဖြစ်ပါတယ်အရာကြီးဆောင်ကြောင့်ဖူးဖွင့်နေကြတဲ့ပန်းမင်းဆောင်အစုံရင်းနဲ့ရှုခင်းတွေကိုတော့ Sky Cable နဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။တဘာဝအလားတရားတွေနဲ့ပြည့်နေတဲ့တောင်းရှောင်းလမ်းမှာဆိုရင်လည်းအင်းများရဲ့ရေကုန်စိတ်ဆင်းမှုတွေလှပနေတာလေရောက်ရှိလာတဲ့ဧည့်သည်တော်တွေကိုအင်းမကြည့်နေတဲ့ခံစားမှုတွေအတူအပန်းပြည်စီမှာဖြစ်ပါတယ်။စင်လီမာလေးတွေကပြောက်ဖြော်ရည်မှုကိုကြည့်ရှုခံစားပြီးစင်လီမာလေးတွေကိုစဉ်းစားကြွေးလို့လည်းရပါလိမ့်ရှင်။အစည်းအဝေးရအထူးဧည့်သည်တော်အားဂုဏ်ကမိအမတ်တရဂုံပြူ trophy ပေးအပ်မှာဖြစ်ပါလေအထူးဧည့်သည်တော်အားဂုဏ်ကမိအမတ်တရဂုံပြူ trophy လက်ခံယူပေးပါရန်ချစ်ခင်စွာဖြင့်ဖိတ်ခေါ်အပ်ပါလေဂုဏ်ကမိအမတ်တရဂုံပြူ trophy ပေးပါရန်ပွဲတော်ရေကုန်ပန်းဖြည့်စခန်းမှာ AGM ဦးအောင်ထွန်းထွန်းကြီးအားချစ်ခင်လေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါရှင်အစီအစဉ်ရောက်အထူးဧည့်သည်တော်အားမြမစီးပွားရေးထုတ်ကုန်ပစ္စည်းပန်းကြီးပေးရမှာဖြစ်တဲ့အတွက်လက်ခံယူပေးပါရန်ချစ်ခင်စွာဖြင့်ဖိတ်ခေါ်အပ်ပါရှင်မြမစီးပွားရေးထုတ်ကုန်ပစ္စည်းပန်းကြီးကိုပွဲတော်ရေကုန်ပန်းဖြည့်စခန်းမှာ DGM ဦးစရီအားချစ်ခင်လေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါရှင်ဆက်လက်ပြီးဝိဒါ9သိန်းကျပ်ပါသည်ဝိဒါပန်းစီအား
မှန်ကုန်ပြုပြီးအချင်းကြီးအောင်မှာဖြစ်ပါရှင်အထူးဧည့်သည်တော်ဝေသား9ရင်းချက်သားပြီးဝေသားပန်းစီအားလက်ခံယူပေးပါရန်ချစ်ခင်ဆုံးဖြင့်ဖိတ်ခေါ်အပ်ပါရှင် ကွန်ပျူတာကြီးမြင့်ပြီးရဲ့နောက်မှာတော့ B4 ကတာဝန်ရှိသူလူကြီးမင်းတွေနဲ့အတူကန်ထူးရှင်မိသားစုကပျော်ရွှင်စွာနဲ့မတရားတပ်ပုံရိုက်ကူခဲ့ကြပါတယ်။ခုဒီငွေသားပန်းစီရတဲ့အတွက်ဒီပန်းစီနဲ့ဘာလုပ်မယ်လို့စိတ်ကူးထားလဲ။ အဲ့တော့တွဲတော့မတွဲမိသေးတကယ်မတွဲမိသေးပါဒီလိုမျိုးလဲတစ်ခါမှမကြုံဘူးတော့ဆင်းလဲမစင်သားမိသေးပါဘူးလှူမဲ့တန်းပါမယ်ခီးဖျားဘူးသွားတဲ့အချိန်အဲ့ဒါတွေကိုလှူပါမယ်ရှစ်ဆက်လဲဖျားဘူးသွားအောင်မှမလို့လေဖျားဘူးမှလည်းလှူပါမယ်လို့ โอเคထပ်တူလဲဝမ်းသာပျော်ရွှင်မိပါတယ်နောက်ထပ်ဒီကနေပြီးတော့ပေးမယ်အထူးအစီအစဉ်နဲ့အတူတူမိသားစုပြောပါချိန်ကောင်းလေးတွေပိုင်းဆိုင်နိုင်ပါစေလို့လည်းဆုတောင်းပေးပါနော် ပြေးလဲဆုံးနဲ့ပြေးပါစေ အခုဆိုရင်ကန်ထူးရှင်မိသားစုကပျော်ပျော်ပပနဲ့ Sky ကေပဲသွားစီကြမှာပဲဖြစ်ပါတယ်ရှင် ရောက်သေးဆုံနေစွာဖူးပွေးနေတဲ့ပန်းပေါင်းစုံတဲ့ရှုခင်းတွေကို Sky ကေပဲစီးနဲ့ကြည့်ရှုပြီးတော့ကန်ထူးရှင်ဧည့်သည်တွေရဲ့ရင်တွင်းဝမ်းသာပီတိဖြစ်မှုတွေကိုလည်းခုလိုပဲမျှဝေခန်းစားခဲ့ပါသေးတယ်ဟုတ်ကဲ့အခုဆိုရင်ဒါပြုံးလုံးလာလေဘယ်နှခေါက်မြောက်လဲ နှစ်ခေါက်မြောက်ပါ ဟုတ်ဒီပြင်ချားနေရရောလဲပြီးသွားပြီလား လဲပြီးသွားပါပြီ โอเคဒီနေ့ကပွဲကောက်ရေတကွန်ပန်းဖြည့်စကန် B4 ရေပေါ့နော်။လာရောက်တဲ့ဘက်သူ3တန်းပြည့်တဲ့အထိမ်းအမှတ်အနေနဲ့အထူးဆုလည်းရရှိရဲအခုဆိုရင်ဒါ Sky ကေပဲလေးစီးရကမေတ္တာတုတ်ပြန်နေအနေနဲ့အထူးဝင်ဆောင်မှုပေါ့နော်။ဒီအပေါ်မှာဒီစီးနဲ့တွေ့ရတဲ့ရှုခင်းတွေနဲ့ပတ်သက်ပြီးတော့တွေ့မြင်ခံစားတဲ့အချိန်မှာဘယ်လိုမျိုးခံစားရလဲ ရှုခင်းနေလဲတာရပါတယ်မဖြစ်ပါတယ်စိတ်လဲချမ်းသာပါတယ်ကြည်ရတာလဲစိတ်ကိုတော်တော်လေးကြည်နူးရပါတယ်လို့ ဝယ်လဲရဝတ်တာပါတယ်လို့တခါမှဒါမျိုးတွေလည်းမကြည့်ခဲ့ရပါဘူးမစီးလည်းမစီးခဲ့ရပါဘူးဒီတစ်ခါပွဲဥအတွက်ကလေးစီးလိုက်ရတာပါစိတ်လဲချမ်းသာရပါတယ်တော်တော်လေးပျော်မိပါတယ် အခုလိုမျိုးလက်ပတ်ရင်းနဲ့မှာဒီမထင်မှတ်ဖဲနဲ့ကန်ထူးသွားတဲ့ကွန်ပျူတာခံတဲ့အတွက်ဘယ်လိုမျိုးခံစားရလဲ ဝမ်းသာတော့မဆုံးပါဘူးပီတိဖြစ်ပါတယ်တခါမှဒီလိုမကြုံဘူးတော့ဂျင်းထဲမှာတပြိုးကြီးပဲခံစားရတယ်တော်တော်တို့ဝမ်းသာမိပါတယ်အမတို့ဘက်ကဒီလိုဆင်ခြင်ပေးတဲ့အတွက်ကြောင့်ကျွန်တော်တို့အများကြီးကျေးဇူးတင်ပါတယ်ခုလိုလာတဲ့ခရီးတွေတွေ့တယ်ပျော်ပွဲချေပွဲတွေလုပ်ပေးတယ်အများကြီးကျေးဇူးတင်ပါတယ် စနေမာလေးတွေရဲ့ကားပြားဖျော်ဖြေမှုတွေကိုပျော်ရွှင်စွာကြည့်ရှုပြီးတဲ့အခါမှာတော့ဒိုင်နိုဆောကင်းထဲမှာတောင်းဝင်လှူရှားနေတဲ့ဒိုင်နိုဆောရုပ်ကြီးတွေကိုရင်ခုန်စိတ်လှူရှားဆောင်နဲ့တားရောက်ကြည့်ရှုလေ့ပတ်ခဲ့ပါတယ်။ပြီးတဲ့အခါမှာတော့ကန်ထူးရှင်မိသားစုဝင်တွေကရိုလာကိုစတာကိုစိတ်လှုပ်ရှားမှုအပြည့်နဲ့ပျော်ပျော်ပါးပါးစီးခဲ့ကြသလိုဗမာကဒီကတ်စားတဲ့ကစားစရာအစုံလင်ကိုလည်းစီးရင်းနဲ့ပျော်ရွှင်စရာကောင်းတဲ့အမတ်တရားတွေကိုဖန်တီးခဲ့ပါတယ်။ B4 ရဲ့အထူးခြားဆုံးတဲ့ရင်ခုန်စိတ်လှုပ်ရှားဝင်ရာအကောင်းဆုံး 5D LED မှတ်တရားမှာလည်းပွဲကောက်ရေတကွန်ပန်းဖြည့်စကန် B4 ရဲ့3တန်းပြည့်အထူးဧည့်သည်မိသားစုကပျော်ရွှင်စွာရှောင်းလန်းရင်းနဲ့ဒီနေ့ရဲ့လေပတ်မှုတွေကိုနှုတ်ဆက်ခဲ့ပါတယ်။ကြည့်ရှုသူပရိသတ်တွေလည်းကန်ထူးရှင်မိသားစုနဲ့အတူထပ်တူဝမ်းသာပီတိဖြစ်ကြမယ်လို့မျှော်လင့်ပါတယ်ရှင်။အနေနဲ့ရရကနေပြီးတော့လာရောက်လေပတ်ကြမယ့်ဧည့်သည်တွေကိုလည်းပွဲကောက်ရေတကွန်ပန်းဖြည့်စကန် B4 ကနေပြီးတော့ရင်းနှီးနှွေးထွေးစွာနဲ့ကြိုဆိုနေပါတယ်ဆိုတာပြောကြားရင်းနဲ့နှုတ်ဆက်လိုက်ပါတယ်ရှင်။